I'm gonna love ကျွန်တော်တို့ခုနရှိမှမြင်တဲ့ဗီဒီယိုလေးကျွန်တော်လုပ်ပြမယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်လုပ်ပြမယ်ပေါ့နော်အဲ့ဒါလေးလုံးပြခဲ့မှလည်းကျွန်တော်တင်တန်းလေးလာအောင်တက်ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့နော်ကျွန်တော်တင်တန်းမှာ live motion ကိုနော်အခြေခံကနေကျွန်တော်တို့တက်တဲ့အထိနော်ကျွန်တော်တို့တင်ပေးရပေါ့နော်ကျွန်တော်ဒီမှာလည်းဒီ TikTok ကောင်မှာလည်းကျွန်တော်အမြင်နဲ့ဗီဒီယိုလေးတင်ပေးရပေါ့နော်အဲ့ကနေတစ်ဆင့်လည်းကျွန်တော်လေးလာလို့ရတယ်ပေါ့နော်တင်တန်းမှာတော့ကျွန်တော်တို့ကအသေးစိတ်ကစားပြီးနော်ကျွန်တော်တို့လေးလာလို့ရတာဖြစ်တဲ့အတွက်တင်တန်းလာကိုတက်လို့ရတယ်နော်တင်တန်းကြီးကိုတော့ကျွန်တော်နော်ဘယ်လိုနဲ့မှမတူအောင်ကျွန်တော်ကတော့သိရမှာတင်တန်းကြီးတက်မှတ်တာတော့မရှိဘူးနော်ညီကိုတိုင်းတဲ့လောက်ပဲတင်တန်းကြီးလေးပေးပြီးလာတော့တက်လို့ရတယ်နော်โอเคတကယ်လို့ကျွန်တော်တင်တန်းလေးကိုစိတ်ဝင်စားလို့တက်ချင်နေဆိုရင် Telegram မှာအခုလိုမျိုးလေးရိုက်ချပြီးတော့တင်တန်းလာကိုတက်လို့ရတယ်နော် Telegram မှာမဟုတ်ဘဲနဲ့ TikTok မှာလည်းအခုပြထားတဲ့ပိုင်အောင်လေးရိုက်တစ်စင်နဲ့တင်တန်းလာကိုတက်လို့ရတယ်နော်โอเคတင်ရတယ်ဆိုစမယ်နော်စမယ်ဆိုကျွန်တော်916နဲ့လုပ်ပြမယ်နော်ပြီးရင်ကျွန်တော်1080 P60 SP ရနော်ဘက်ကတော့ black โอเคအရင်ထားလိုက်မယ်နော်ထားပြီးတော့ခရီး project ကိုနေမယ်နော်ဝင်နေပြီးတော့ကျွန်တော်အပေါင်းလေးနေမယ်မီဒီယာကိုသွားပြီးကျွန်တော်ပုံလေးတစ်ပုံယူလိုက်မယ်ပေါ့နော်โอเคဒီပုံလေးတစ်ပုံယူလိုက်မယ်ပေါ့နော်โอเคပုံတစ်ပုံယူလိုက်မယ်ပေါ့နော်ကျွန်တော်ညာကျွန်တော်ဒီပုံတစ်ပုံပဲယူလိုက်မယ်ပေါ့နော်ဒီလိုပုံကအပြီးမဖြစ်ရင်730နေပြီးကျွန်တော်တို့ service corporation area နော်အဲ့ဒါလေးနေလိုက်မယ်နော်โอเคနေပြီးတော့မတီးအဖြူတန်းလေးတွေ့တာအဲ့ဒါလေးကကျွန်တော်တို့ B ပေါ့နော်ဒီမှာဒါလေးကဒီဥစ္စာတွေထောက်လိုက်ရင်အနီအောင်ဖြစ်သွားအ B ဖြစ်သွားပြီနော်ပြန်ပြီးနေလိုက်ရင်ဖြူအောင်ဖြစ်သွားပြီနော်โอเคဒီမှာကျွန်တော် B လေး4ချက်ချလိုက်မယ်နော်ဒီမှာတစ်ချက်နော်โอเคဒီမှာတစ်ချက်โอเคအဲ့လို4ချက်ချလိုက်မယ်ပေါ့နော်ဝေချပြီးတော့ကျွန်တော်ဒီမဲ့ဒီပုံထောက်ပြီးတော့အဖက်ကိုနေပြီးကျွန်တော်တိုင်းဆိုတဲ့အဖက်ကိုရှာမယ်နော်โอเคเนาะအဲ့ဒါလေးကိုထောက်ပြီးတော့ဒီမဲ့ကျွန်တော်စမ်းနဲ့စနေလိုက်မယ်နော်နေပြီးတော့ကျွန်တော်မဲတာကိုအမြဲတမ်း on ရမယ်ပေါ့နော်တိုင်းဘက်ကโอเคအဲ့ဒါထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီမဲ့နော်ဒီဓာတ်လေးတီရှင်းနောက်သွားလို့ရနော်ဓာတ်လေးနဲ့သွားနောက်ကိုသွားပြီးတော့ကျွန်တော်ဒီပုံအလဲရဖြတ်လိုက်မယ်ပေါ့နော်โอเคအလဲရဖြတ်လိုက်မယ်နော်ဝေးလဲဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်နောက်ကပုံထောက်ပြီးတော့ဒီကာလာရဖီနော်ဒီမဲ့နော်အဲ့ဒါလေးရှိအဲ့ဒါလေးကိုထောက်ပြီးတော့ဒါဒီတန်းလေးနော်အဲ့ဒါလေးထောက်ပြီးတော့ကျွန်တော်ပုံကြီးတစ်ပုံယူလိုက်မယ်ပေါ့နော်โอเคဒီပုံလေးယူလိုက်မယ်အဲ့ဒါလေးထားလိုက်မယ်ပေါ့နော်โอเคအဲ့ဒါလေးပဲထားလိုက်မယ်ထားပြီးတော့ကျွန်တော်အပေါင်းလေးနေမယ်နော်နေပြီးတော့ကျွန်တော် background လေးတစ်ခုထည့်မယ်နော်โอเค background လေးထောက်730နေကျွန်တော်တို့ service corporation area နော်အပြည့်ဖြစ်သွားမယ်နော်โอเคအဲ့ဒါလေးနေလိုက်မယ်โอเคအပြည့်ဖြစ်သွားမယ်နော်ဖြစ်သွားမယ်ကျွန်တော်ဒါလေးကိုဒီတာဝယ်ထားလိုက်မယ်ပေါ့နော်โอเคဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်ဒါလေးကိုထောက်ပြီးတော့ကျွန်တော်ဒီမယ်နော်โอเคဒူဒီကိတ်လေးရနော်အဲ့ဒါလေးနော်အဲ့ဒါလေးကိုနေလိုက်မယ်နောက်ထပ်ဖြစ်သွားမယ်ပြီးရင်ဘောဟာလေးထပ်ထောက်ပြီးတော့ဒီမှာဒါလေးနော်အဲ့ဒါလေးကိုထောက်ပြီးတော့ဒူဒီကိတ်လေးရနော်3ခုဖြစ်သွားမယ်โอเคအဲ့မှာကျွန်တော်3ခုဖြစ်သွားမယ်ဒီအောက်ကနော်ဝီတန်ငယ်1နော်ဒီအောက်ကဟာလေးကိုထောက်ကာလာဖီကိုသွားပြီးကျွန်တော်တို့ဒီရောင်းလေးထားလိုက်မယ်ပေါ့နော်ဝေထားပြီးတော့ကျွန်တော်မမြင်အောင်ဆိုရင်ဒီဘောကဒီပုံ2ပုံနော်အဲ့ပုံ2ပုံကျွန်တော်မျိုးလုံးလေးနဲ့ဖြောထားလိုက်မယ်နော်ခဏဖြောထားလိုက်မယ်โอเคအဲ့ဒါလေးဖြောထားမယ်နော်ဖြောပြီးတော့ကျွန်တော်ဝီတန်ငယ်1ကိုထောက်ပြီးတော့ကျွန်တော်more transfer ကိုနေနောက်မှာ key frame ချမယ်နောက်မှာလည်း key frame ချမယ်နော် key frame ကဒါလေးနော်โอเคမိသားလေးကိုညတို့ဒီဘက်ကိုပို့လိုက်မယ်နော်ဒီဘက်ကိုပို့လိုက်မယ်โอเคပြီးညတို့နောက်ကဟာလေးကိုဒီဘက်ဒီပို့လိုက်မယ်နော်အဲ့ဒါလေးပို့လိုက်မယ်โอเคပြီးညတို့ဒီနှစ်ခုကြားလေးလာပြီးကြက်ဆွဲမယ်နော်ကြက်ဆိုတာဒါလေးနော်အဲ့ဒါလေးကိုထောက်ပြီးတော့ဒီခုမြောက်ကဟာလေးကိုထောက်မယ်နော်ထောက်ပြီးတော့ဒါလေးကိုဒီလေးဆွဲဒါလေးကိုလည်းဒီတိုင်းလေးဆွဲလိုက်မယ်ဆွဲပြီးတော့ညတို့အဆက်30နေညတို့ copy ကားဆိုတာလေးနေလိုက်မယ်နော် copy ယူထားလိုက်မယ်โอเคယူလာနိုင်မယ်ပြီးရင်ကျွန်တော်တို့နော်ဒီအောက်ကဒါလေးကိုမျိုးလုံးလေးနဲ့ပြန်တီးဒီမျိုးလုံးလေးပေါ့နော်ကျွန်တော်တို့ဒီမှာဒီမျိုးလုံးလေးနော်โอเคအဲ့မျိုးလုံးလေးကျွန်တော်တို့ပြန်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီဥစ္စာလေးကိုထောက်ပြီးတော့ကာလန်ဖြူသွားသွားပြီးတော့ကျွန်တော်ဒီဖြူလေးထားလိုက်မယ်ပေါ့နော်โอเคဖြူထားမယ်ထားပြီးတော့ edit shape ရှိရနော် edit shape ကိုသွားမယ်ဒီနားမှာဒီ shape မှာ key frame ချမယ်ကျွန်တော်နောက်မှာလည်း key frame ချမယ်နော်โอเคဒီ shape ကိုသွားမယ်ဒါလေးကိုကျွန်တော်တို့80လောက်ထားမယ်ပေါ့နော်80လောက်ထားမယ်ထားပြီးတော့ခုနအတိုင်းကျွန်တော်တို့ခရက်ကိုသွားပြီးအဆက်30နေပေကအောင်နေလိုက်မယ်နော်ပေကနေလိုက်မယ်โอเคနေအဲ့နဲ့နေပြီးတော့ရင်ကျွန်တော်တို့မရှိရပါတော့โอเคအရှိရပြန်ထွက်မှုက transfer အောင်နေခုနအတိုင်းကျွန်တော်တို့ဒါလေးကိုထောက်နောက်ကိုလည်းအဲ့တိုင်းထားပြီးတော့ရင်ကျွန်တော်တို့ဒီဘက်ကိုဒါလေးပို့မယ်နော်ဒီဘက်ကိုပို့မယ်โอเคပြီးနောက်မှလည်းဒီဘက်ကိုကျွန်တော်တို့ပို့မယ်ပေါ့နော်โอเคအဲ့တိုင်းပို့လိုက်မယ်နော်မမြင်အောင်လို့ပို့လိုက်မယ်ပို့ပြီးတော့ဒူးကြားရလာပြီးကြက်ကိုခုနအတိုင်းလုပ်လိုက်မယ်နော်ပေကနော်အဲ့ဒါလေးနေလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့အပေါ်ဟာလေးမျိုးလုံးလေးနဲ့ပြန်ဖွင့်မယ်နော်ဟိုဖွင့်ပြီးတော့ဒီဥစ္စာလေးကိုထောက်ပြီးတော့ကာလာရန်ဖီကိုသွားပြီးကျွန်တော်ပယ်ရောင်းလေးထားမယ်ကြက်တဲ့အနည်းလေးထားမှာโอเคထားကြည့်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့အဲ့ဒီ shape ကိုနှိပ်မယ်နှိပ်ပြီးတော့ခုနအတိုင်းအိတ်ကိုနော်ဒီအိတ်နဲ့ဝိုင်းတစ်ခုရှိနော်အိတ်ကိုပဲပြောင်းအောင်မယ်နော်โอเค shape ကိုပြန်သွားမယ်သွားပြီးတော့အိတ်တရားကိုကျွန်တော်တို့နည်းနည်းတော့ short လိုက်မယ်ပေါ့နော်နည်းနည်းတော့ short လိုက်မယ်โอเค50လောက်ထားလိုက်မယ်နော်
ထားပြီးတိုင်းကရက်ကိုကျွန်တော်တို့ဒီတိုင်းခုနတိုင်းနော်ပေကာကိုနေလိုက်မယ်နော်โอเคပြီးခုနတိုင်းလာမယ်လာပြီးတိုင်း move on transform ရှိရနော် transform ကျွန်တော်ဒီနားမှာတစ်ချက်ထောက်မယ်နောက်မှာတစ်ချက်ထောက်မယ်โอเคဒီရှိကိုသွားပြီးဒါလေးကိုဒီဘက်ပို့မယ်နော်ကိုတန်းလေးပို့လိုက်မယ်နောက်ကိုသွားမယ်သွားပြီးတိုင်းဒါလေးကိုဒီဘက်ကိုပို့လိုက်မယ်အဲ့လိုလေးပို့လိုက်မယ်နော်ပို့ပြီးတိုင်းကျွန်တော်တို့ဒီမယ်ကရက်ကိုအဲ့ဒါလေးလောက်လိုက်မယ်ပေါ့နော်โอเคခုနတိုင်းနော်โอเคဒါကျွန်တော်ခုနမလောက်လိုက်တော့နော်ဒီမှာနော်โอเคကရက်ကိုကျွန်တော်တို့ဒီမှာပေကနေလိုက်မယ်နော်โอเคအဲ့တိုင်းဖြတ်သွားမယ်အဲ့ဒါလေးဖြတ်သွားမယ်ဟုတ်နော်။အဲ့ဒါလေးဖြတ်သွားပြီနော်ဖြတ်သွားပြီဆိုရင်ပြီးပြီနော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာနော်ဒီနားမှာဝေးဝဟိုကျွန်တော်တို့ထည့်ပြီးတော့နော်ပုံကျွန်တော်တို့နော်ဟိုစမှုဖြစ်အောင်လေးပုံစံမျိုးလုပ်မယ်ပေါ့နော်။ Okay ကျွန်တော်တို့ပေါင်းလေးနေမယ်ဘက်ဂရောင်းလေးတစ်ခုထည့်မယ်နော်။ Okay အဲ့ဘက်ဂရောင်းကိုကျွန်တော်တို့အဆက်30မလုပ်ဘဲနဲ့ကျွန်တော်တို့ဒီတိုင်းလုပ်လိုက်မယ်နော်။ move on transform သွားမယ်။ဒီတတိယမြောက်ကဟာလေးရှိရင်နော်အဲ့ဒါလေးကိုထောက်ပြီးတော့ကျွန်တော်ဒါလေးကို4500လောက်ချဲလိုက်မယ်ပေါ့နော်။4500လောက်ချဲလိုက်မယ်နော်။အဲ့လိုလက်လေးနဲ့ညာဘက်ကိုချဲလိုက်မယ်နော်ဒီမှာနော်အမေနော်အဲ့ဒါလေးရှိတယ်။ Okay အဲ့ဒါလေး4500လောက်ချဲလိုက်မယ်နော်။ Okay 4540တော့ချဲလိုက်မယ်ချဲပြီးတော့ကျွန်တော်ဒီ user ကိုဒီဘက်ပဲတင်ထားလိုက်မယ်နော် Okay ဒီအပေါ်ဟာလေးကိုထောက်ပြီးတော့ effect ကိုနှိပ် effect ကိုနှိပ်ကျွန်တော်တို့ copy background ဆိုတာရှိရနော် copy background ထောက်ပြီးတော့အောက်ကဒါလေးကိုနှိပ်မယ်အဲ့တိုင်းနှိပ်ပြီးဒီဘက်ကဘာမှလုပ်စရာမလိုအဲ့တိုင်းပဲထားခဲ့နော်ထားပြီးတော့ effect ကိုနှိပ်ကျွန်တော်တို့ wave ဆိုတဲ့ဘက်ကိုရှာမယ်နော် Okay အဲ့ဒါလေးကိုထောက်ပြီးတော့တယောက်ကဒါလေးကိုနှိပ်မယ်နော်ဝင်နှိပ်ပြီးတော့ကျွန်တော်ဝေးဝါကိုလာမယ်ဒီနားမှာရှေ့မှာကျွန်တော်တို့ key pin ချ3ညထားခဲ့မယ်နောက်မှာလည်း key pin ချ3ညထားအလဲမှာနော်ဒီနောက်ဆုံးကနောက်ဆုံးသွားလိုက်မယ် key pin ချ okay ပြီးရင်ကျွန်တော်တို့ဒီဒုတိယ key frame မှာဒါလေးကိုတက်လောက်ထားမယ်ပေါ့နော်အဲ့ဒါလေးကိုတက်လောက်ထားမယ်နောက်ကိုသွားမယ်ဒါလေးကိုကျွန်တော်တို့နှစ်လောက်ထားလိုက်မယ်ပေါ့နော် okay နှစ်လောက်ထားမယ်ပြီးရင်ဒီနားကိုလာခရက်ကိုဆွဲမယ်ပြီးတတိယမြောက်ကဒါလေးအဲ့ဒါလေးနှိပ်မယ်နော်အဲ့ဒါတစ်ချက်နှိပ်ခဲ့မယ်ပြီးရင်ဒီရှင်းပထမနဲ့ဒုတိယကြားတယ်နော်ဒီကြားရလာပြီးခရက်ကိုဒါလေးကိုနှိပ်မယ် okay နိုင်ထားခဲ့မယ်ထားပြီးသား angle မှာကျွန်တော်တို့တင်မယ် minus ဘက်ကိုရွှေ့မယ်နော် minus 100ကျော်တော့ထားလိုက်မယ် okay minus 135เนาะပြီးရင်ကျွန်တော်တို့ဒီ space မှာကျွန်တော်20ကိုကျွန်တော်တို့30လောက်ပဲထားမယ်ပေါ့နော် okay ပြီးမဂနီဂျိုကိုလည်းခုနတိုင်းဒီနားမှာကျွန်တော် key pin ချ0เนาะပြီးရင်ဒုတိယကိုသွား key pin ချခဲ့မယ်0ပြီးရင်ကျွန်တော်တို့နောက်ကိုသွား key pin ချ0เนาะ okay ပြီးဒီရှေ့ဒုတိယကိုလာမယ်လာပြီးတော့ဒါလေးကိုကျွန်တော်တို့ခွင်လောက်ထားလိုက်ပြီပေါ့နော် okay ပြီးရင်ကျွန်တော်တို့ graph ကိုလာမယ်ဒါလေးကိုဒုတိယဟာလေးတူလေးဆွဲရမယ်เนาะပြီးရင်ကျွန်တော်နောက်ကိုသွားမယ် graph ကိုကျွန်တော်ဒါလေးဒီတိုင်းဆွဲလိုက်မယ် okay အဲ့ဒါမှထားမယ်ထားပြီးတော့ဒီမယ်เนาะအမိုက်ပုံလေးရှိရနော်အမိုက်ပုံပြီးမှ730ရှိရနော်ပြီးရင် duplicate လေးလိုက်မယ်เนาะနှစ်ထပ်ဖြစ်သွားမယ် okay နှစ်ထပ်ဖြစ်သွားမယ်ဆိုဒီအောက်ကဒါလေးရောက်သွားမယ်เนาะနှစ်ထပ်ဖြစ်တဲ့ဟာအောက်ကရောက်သွားမယ်ပြီးဒါလေးကိုထောက်ပြီးတော့ကျွန်တော်တို့ angle ကိုကျွန်တော်နည်းနည်းရွှေ့လိုက်မယ်เนาะကျွန်တော် angle နည်းနည်းပြန်လျှော့လိုက်မယ်เนาะ okay 50ပို့လောက်ထားလိုက်မယ်နော် okay အဲ့ဒါလေးဖြစ်သွားပြီနော်ဖြစ်သွားပြီပြီးပြီနော်ပြီးရင်ကျွန်တော်ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးကြည့်ကြည့်မယ်နော်အဲ့ဒါလေးဖြစ်သွား okay ပြီးရင်ကျွန်တော်ဒီ background အပေါ်ရောက်နေပေါ့နော်အပေါ်ရောက်နေဆိုဒီ background ဒီဘက်နော်ဒီဘက်ကိုလာပြီးဒီလေးဖိလိုက်မယ်နော်ဖိပြီးအောက်ကိုဆွဲချလိုက်မယ်အဲ့ဒါလေးဖြစ်သွားမယ်နော်အဲ့ဒါလေးဖြစ်သွား okay အဲ့ဒါလေးဖြစ်သွားပြီပေါ့နော်okay ဟိုကဒါလေးကျွန်တော်ဒီဥစ္စာလေးကိုကျွန်တော်လုပ်ပြရတယ်ပေါ့နော်ဟိုအဲ့ဒါလေးလုပ်ပြပြီးရဲဆိုလေကျွန်တော်ဒီမှာနော်တက်တော့မှအမြင်တင်ပြရပေါ့နော်ကျွန်တော်တင်တန်းလေးလာတော့တက်ဖို့ကျွန်တော်ဖိတ်ခေါ်ရပေါ့နော်โอเคကျေးဇူးပါတော့ကျွန်တော်နောက်ပြီးမှပြန်လည်တွေ့မယ်နော်အားလုံးပဲတတားဘိုင်